YouTube မှာ view 1000လောက်နဲ့ဒေါ်လာ30လောက်ထိရနိုင်တဲ့ဗီဒီယိုမျိုးစားတွေကိုသိပါသလားနံပါတ်1ကတော့ finance and investing ငွေကြေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေတင်နေဆိုရင်တော့ view 1000ဆိုရင်ဒေါ်လာ25နဲ့ဒေါ်လာ30ဝန်းကျင်ကြားရနိုင်တယ်ပြီးရင်ဒီ business အကြောင်းတင်တဲ့ဗီဒီယိုတွေဆိုရင်တော့$15နဲ့$25ကြားရနိုင်တယ်ပြီးတော့ဤပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေတင်နေဆိုရင်တော့$8ကနေပြီးတော့$15ကြားထိရနိုင်တယ်ကျမကြီးနဲ့ lifestyle အကြောင်းတင်တဲ့သူတွေဆိုရင်တော့$5ကနေ$10ဝန်းကျင်ရနိုင်တယ် entertainment နဲ့ vlog တွေတင်နေဆိုရင်တော့$1နဲ့$4ကြားရနိုင်တယ်เนาะဒီကိန်းဂဏန်းတွေအားလုံးကဒီ US view တွေကိုပဲအဓိကထားပြီးတော့တွက်ချက်ပေးတာပါမိတ်ဆွေက YouTube ကနေပြီးတော့ဝင်များများရချင်တယ်ဆိုရင် international content တွေကိုဖန်တီးပါအထူးသဖြင့်ဒီလို finance နဲ့ investing အကြောင်းတွေကိုဖန်တီးခြင်းအဖြစ်เนาะ view 1000လောက်ဆိုရင်$25နဲ့ဒေါ်လာ30ဝန်းကျင်ကြားရနိုင်တယ်ဒီလိုဗီဒီယိုတွေကိုဘယ်လိုဖန်တီးရမလဲသိချင်ရင်တော့ကျွန်တော်ရဲ့ channel ကို follow လုပ်ထားပါဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လည်းလက်ရှိကျွန်တော်တင်ပြဖွင့်ထားတာရှိပါတယ်တကယ်လို့စိတ်ဝင်စားလဲဆိုတော့လာ join လို့ရပါတယ်